အဲ့လမ်းဝင်ထိပ်လေးမှာတော့ဒါတင်ညာကုန်းဖြစ်တယ်တင်ညာကုန်းဒါဈေးရက်ပေါ့နော်ဒါတရဏဂုံတင်နာတို့ဘာတို့လောက်တာပေါ့နော်ခြုံကလည်းပိတ်ချက်ကြည့်အောင်ကန်းကြီးကြည့်ပြီးတော့ဒီလိုမျိုးများတို့ရဲ့နေဝင်ချိန်တွေကိုလာပြီးတော့လဲလျောင်းလို့ရပါတယ်ဒီဘက်မှာနေဝင်ချိန်တွေကအရန်လှပါတယ်ကဲတော်လန်းလေးစဝင်ပါပြီတော်လန်းလေးဒါရွာထဲမှာဘာချင့်နေကြတာနီးကက်လေးဒါရာဘာစီးချင့်နေတဲ့ဟာလေးပါဇက်ချင်းစုရတာပေါ့နော်โอเคပါ let's go ဒါအခုကျွန်တော်ဆက်သွားမဲ့လမ်းလေးရဲ့ရာဘာချန်လေးတွေဖြစ်ပါတယ်ရာဘာတောလေးပေါ့နော်ဟိုတချို့တဲလေးတွေကတကယ်မိုက်တယ်ဒါအဲ့ပင်နေအကျော်မှာဆိုရင်ဒါဂုံစင်းလင်းဖြစ်သွားပြီးတော့ပင်လိန်ရာဘာချန်တွေကတော့အများတန်းကြီးလိုက်ရင်တော့အဲ့လိုမျိုးညီညာနေကြတာပဲနည်းနည်းအဝဲဗန်ချာကြိုက်ကြတဲ့လူတွေဆိုရင်ဒီလိုမျိုးတဲလေးမှာလည်းကျွန်တော်တို့လာအိပ်ပြီးတော့တဲလို့ရပါတယ်ချန်တွေကထိမ့်သိမ့်မှုကောင်းတယ်အဲ့တော့အများတန်းတက်ရက်နေရောအခုကျွန်တော်သွားတဲ့လမ်းမှာရှေ့မှာကျွန်တော်တို့ဒီတင်ချိုင်းကုန်းလေးတခုတော့ရှိတယ်ပေါ့နော်ဒီရွာရဲ့တင်ချိုင်းကုန်းလေးပါအဲ့ဒါလေးကိုတော့ကျွန်တော်ဖြတ်ပြီးသွားပါမယ်ဗျဒီဖက်ချန်ထဲမှာကအုတ်ကူရှိတာနေတယ်ပြောက်ဘယ်ကဘလို့သွားမှမသိခြုံနေကြီးပဲနေရွာကန်ဦးလေးကြီးသွားမေးကြည့်လိုက်အောင်ချုံနေရရပြလမ်းဘယ်နာမှမသိတော့ဘလို့သွားမှမသိဘူးGoogle Map တိုင်းကလည်း Google Map ကလည်း location ကအရင်တိကျမှာဖြစ်နေပြန်ဘူးဦးလေးကိုသွားမေးလိုက်အောင်လीနော်လမ်းတီးရပြီဟွာတင်ချန်ကိုမရောက်ခင်ဘေးဒီ rubber jam နဲ့ကတ်ကြားလေးတွေကနေပြီးတော့သွားမှာတဲ့ Okay let's goသူပြောတာဒီလမ်းလေးဖြစ်မယ်ထင်တယ်ဗျဘာလို့လဲဆိုတော့နောက်ဖက်ပါလဲဒီဘက်ကလည်းဒီလိုမျိုးကားသွားလို့ရတဲ့လမ်းကျယ်လို့ပုံစံမျိုးပေါ့နော်ဒါပေမဲ့အခုကတော့ဒါလမ်းမသုံးတော့တာကြာပြီဖြစ်တဲ့အတွက်မြေရိုင်းနေနဲ့ပေါက်နေတာမျိုးပေါ့နော် Okay let's go ဒီဘက်ကတင်းချိုင်းအုပ်ကူပေါ့နော်ဒါတင်းချိုင်းနဲ့ rubber jam နဲ့အဆက်လို့ပြောရမှာပေါ့ခဏနေကြတော့ Google Map ထုတ်ကြည့်လိုက်အောင်မယ်ဟိုသွားနေတဲ့လမ်းကြောင်းကမှန်လားမမှန်လားလမ်းလွဲသွားရင်ချိန်နေကုန်သွားမှာလမ်းတော့တွေ့နေရတယ်အဲ့လမ်းလေးတိုင်းရှောင်းရင်နည်းနည်းခြုံထူနေတော့မွေပေါကင်းမလဲနည်းနည်းလန့်တာနဲ့ဒီရှင်းထားတဲ့ခြံထဲကနေပဲဖျက်ချက်ပါမယ်ဒီလမ်းကကျွန်တော်သိသလောက်ဒီရှင်မော်တောင်မှာရှိတဲ့စီဒီတခုတော့ပေါ့နော်စစ်တပ်ဘက်ကနေပြီးတော့တည်ထားတဲ့ဟာလို့သိရတယ်အဲ့ဒီဟာကိုတည်တဲ့ချိန်မှာတော့ဖောက်ထားတဲ့လမ်းလို့သိရပါတယ်ဘာမှမလို့ဒီစမော်နော်ဒါတွေကလည်းဥယျာဉ်ချန်နေဖြစ်တဲ့အတွက်ဥယျာဉ်ချန်နေထဲမှာလာပြီးတော့လောက်ကန်နေကြတဲ့လူတွေလည်းရှိတာပေါ့နော် Let's go က
ဒီလိုမျိုးတောတောင်တွေကို hiking လုပ်ချင်တယ်ဆိုရင်လည်းရပါတယ်ကျွန်တော်ဒီလိုသွားပြတယ်ဆိုတာလေနောက်ခီးသွားတွေလာတဲ့ချိန်ကျရင်ဒီလိုမျိုး hiking လမ်းကြောင်းပါညာရအောင်လို့သွားပြတာပေါ့နော်ဟိုအရင်မင်းကဟိုပေါ်တော့ကရှော့လုံးနေတာပဲလို့ဟိုမထင်သေးချင်ဘူးကျွန်တော်မှရည်ရွယ်ချက်တွေရှိပါတယ်ဟိုဒေတာတစ်ခုကပုံမှန်ဖျားဖူးတစ်ခုတည်းနဲ့ကျွန်တော်တို့ကခီးသွားဆိုတာမဟုတ်တော့ဘူးကျွန်တော်တို့ဒီ travel ရဲ့ဟိုကာချာတွေကအများကြီးပြောင်းလဲလာပြီဟို adventure သွားကျင်ကြတဲ့လူတွေဒါလုံးကသူတို့လိုချင်တဲ့ပုံစံပေါ့နော်လူတွေတယောက်နဲ့တယောက်မတူကြဘူးအဲ့ပုံမှာကျွန်တော်လည်းဒီလိုမျိုးပုံစံလေးတွေကိုလည်းပြချင်တဲ့သဘောပါဗျ Let's go ဘာမလို့ဒီ morning အခုကဒီနေ့ကတော့လုံးဝတယောက်သေးပေါ့နော် adventure ပါလမ်းလေးကတော့စင်ပြေနေတယ်ရှင်းရှင်းလင်းလင်းလေးဖြစ်နေတော့သွားလို့လာလို့ရတယ်ပေါ့ဒီလိုမှမဟုတ်ဟိုအရင်တရက်ကညီလေးလိုက်ဖို့တော့လိုမျိုးလားလုံးဝဟိုပိန်ခြုံနေပိတ်ပေါင်းနေပြည့်နေတော့အဆင်မပြေဘူးပေါ့နော်ဘာလို့ကျွန်တော်လည်းတစ်ခါမှမရောက်ဘူးလားဟဲတမော်လေးစားတတ်ပါပြီဒါကျွန်တော်တက်လာခဲ့တဲ့လမ်းကြောင်းလေးပါမတိမတာလေးနဲ့တော့ဟိုနားဒီနားတော့ရောက်လာပါပြီတွားခြင်းတဲ့ location နဲ့ရောက်နေတဲ့နေရာလေးပါဒီနားကတော့နည်းနည်းစပိတ်လာပြီပုံစံလေးနည်းနည်းပြောင်းသွားပြီ Let's go ဒါဒီဒေသကတော့တချို့လူတွေကဒီလိုဥယျာဉ်ခြံတွေကတော့သူတို့နေတိုင်းသွားလာနေကြတာပေါ့နော်ဒါကတော့ကျွန်တော်တယောက်တည်းသွားပြတာပေါ့နော်တချို့တွေလာကြလို့ဟာလမ်းကြောင်းမသိဘူးဆိုရင်တော့ဒေသခံအကူအညီခေါ်ပြီးသွားတာတော့အကောင်းဆုံးပါပဲဗျကင်မရာတော့ရှော့တော့ရိုက်ပြခြင်းတယ်ဒါပေမဲ့လက်နဲ့ကင်ပြီးရိုက်ရတာဖြစ်တဲ့အတွက်မငြိမ်ဘူးဗျအဲ့ဒါကြောင့်ကျွန်တော်ကရဲပြီးတော့ပြောရတာဖြစ်ပါတယ်ဟိုရင်တော့စိတ်ကူးမိတာဒီလမ်းကြောင်းတွေကဒါ4 week အနေနဲ့ပြန်သွားပေါက်လောက်မယ်လို့ထင်တာ4 week ရတော့တော်တော်လေးရုံရမယ်လမ်းကြောင်းဒါပေမဲ့သွားလို့ရတယ်နည်းနည်းတော့4 week ကိုနည်းနည်းလေးကြမ်းမှာပေါ့နော်ဒီကနေဒါဒီနားလေးကခြုံနေပိတ်ပေါင်းမရှိဘူးဆိုရင်ဒါမြင်းခွာကိုကန်းကြီးတစ်ခုလုံးကျွန်တော်မြင်နေရမှာဘယ်တော့မမြင်ရအောင်ခြုံနေပိတ်ပေါင်းတွေရှိနေလို့မြင်ရတဲ့နေရာကျကျွန်တော်ရိုက်ပြပါမယ်အရမ်းမိုက်တယ်အရမ်းလှတယ်တဝက်ဘက်ကတော့ဒီကြားလေးတွေတော့မြင်နေရနည်းနည်းလေးပေါ့နော် share ပဲ view ကရောက်တော့မယ်နည်းနည်းလေးပဲကြံတော့တယ်ဒါ hiking သမားတွေအတွက်အဆင်ပြေတဲ့လမ်းကြောင်းပါပဲရေဘူးမပါဘူးလာပြပြီမနေ့ကလည်းဖူးဖူးကြောက်ဆင်းတာရေဘူးမပါဘူးတော်တော်ဝေးဝေးထိရောက်သွားဒီမှာလမ်းစုံလေးမျိုးဖြစ်လာဘယ်ဘက်လိုက်ရမှမသိဘူးထင်တာဒီဘက်ပဲလိုက်ရမှာထင်တယ်ဒါကကမ်းလမ်းမကြီးပေါ့ဖျားပေါ်တက်တဲ့လမ်းဒါကအခုကျွန်တော်သွားမယ်တဲတောင်ဆင်းမဲ့လမ်းဖြစ်မယ်ထင်တယ်ဘာလို့လဲဆိုတော့ဒီနားဒီလိုဖြစ်နေတာဟိုဖိုင်းကြည့်လိုက်မယ်ဆူတာဟုတ်တယ်လမ်းဖြစ်နေဒါလေးလဲလမ်းလူပဲဒီဘက်ပဲသွားမယ်လားဟူးလိုင်းတန်တော့ကြားနေရတယ်
ခြေတော့လိမ့်နေတချို့သောကမ်းခြေလှလေးတွေကဒီလိုမျိုးခက်ခဲသွားမှပို့ပြီးတော့လှနေတယ်လို့ဖြစ်နေမလားပဲဒါဥယျာဉ်ချန်ပိုင်ရှင်လည်းကျွန်တော်ခွင့်မတောင်းရသေးဘူးဒီဘက်ချမ်းမှာတောင်းနေတော့နားလည်ပေးတယ်ဒါဆိုရင်တောဝက်မှွေထားတာထင်းတယ်ဖြစ်နိုင်တယ်ကျွန်တော်ပြောတယ်တောဝက်တို့ဘာလို့ရှိတယ်တဲ့ဟုတ်ပင့်ကိုအိမ်နဲ့တူတာမျက်နှာတက်လာပြီးတော့ကဲခဏရလိုက်အောင်မယ်ဗီဒီယိုရမ်းရှည်သွားမှာဆိုလို့ပါဒီနေရာတွေကကျွန်တော်တစ်ခါမှမရောက်ဘူး long first time first experienceဟိုအောက်မှာပင်လယ်နဲ့ကမ်းခြေတန်းတော့ကြားနေအောင်ခြုံကလည်းပိတ်ချက်ကြည့်အောင်လမ်းကြောင်းလေးမနေမြင်ုံလေးဖြစ်နေလူသူရောက်ပေါက်နေတယ်ထင်တယ်တချို့နေရာလောက်ပါပဲကြားတယ်ဟုတ်ဒီရေပိုက်တွေကဘယ်လိုသွားလဲတော့မသိဘူးဘယ်လိုသွားမှလည်းမသိတော့ဒီလိုပင်တွေကနည်းနည်းကျူးဆိုင်ရတယ်ကမ်းပင်လို့ကန်သီးပင်လို့ဆိုရင်ဒီကနေဆင်းရမှာလားဟောဒီမှာလမ်းပျော့သွားတစ်ချက်မဲနေထင်းနေ let's go သူကကမ်းကြီးကိုပတ်ပြီးဆင်းတဲ့လမ်းဖြစ်ပုံရပါပြောကိုရလိုက်ပို့ရမလားတဲ့ကိုကလည်းအာနာနဲ့လိုက်မပို့ခိုင်းတော့လမ်းလို့ထင်ပြီးတော့လည်းသွားနေတယ်ပေါ့နော်လမ်းပုံစံလည်းပေါက်တော့ပေါက်နေဒါပြန်ဆင်းနေပြီဆိုတော့ကမ်းကြည့်ပဲရှူစမ်းကြောင်းလေးပါ
စမ်းချောင်း